မိသားစုဌာနကညွှန်ကြားရေးမှူးဦးသိန်းတို့ဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီမလ28ရက်နေ့ကဒီကျွန်တော်တို့ဒီကျွန်တော်နိုင်ငံတော်မှာမန်လင်းကလေးလောက်ခတ်ခဲ့တာပေါ့နော်လောက်ခတ်ခဲ့ပြီးရဲ့အချိန်မှာပဲကျွန်တော်နိုင်ငံတော်ကြီးကဗိုလ်ချုပ်ဝင်းမင်းအောင်လှိုင်ကဒီကျွန်တော်တို့နိုင်ငံတကာအကူအညီကယ်ဆယ်ရေးအဖွဲ့တွေကိုလာဖိတ်ခေါ်ခဲ့တာပေါ့နော်ဖိတ်ခေါ်ခဲ့တဲ့အခါမှာနိုင်ငံတကာ73နိုင်ငံအဖွဲ့16ဖွဲ့ရောက်ရှိလာတယ်ရောက်ပြီးတော့ကျွန်တော်ဒီနေပြည်တော်မှာလည်းဒီကျွန်တော်တို့ဝန်ထမ်းနေအိမ်တွေရောအဆောက်အအုံတွေရောပြိုကျပျက်စီးမှုတွေဖြစ်တာပေါ့ဖြစ်တဲ့အခါကျတော့ဒီဟိုတယ်အေဂျင့်သားမှာလည်းကျွန်တော်တို့ဒီပြိုကျပျက်စီးမှုတွေဖြစ်တယ်လူနှစ်ယောက်ပိတ်မိနေတယ်ဆိုတဲ့သတင်းကကျွန်တော်တို့ဒီဧပြီလ1ရက်နေ့မှာကျွန်တော်တို့သတင်းရပါတယ်သတင်းရပြီးကျွန်တော်တို့လာဆက်သွယ်လာအဲ့ချိန်မှာပဲတက်ဆန်နိုင်ငံတော်ကြီးကဖိတ်ခေါ်မှုနဲ့ကျွန်တော်တို့တူရီအဖွဲ့ရောက်ရှိလာတာပေါ့နော်တူရီအဖွဲ့လည်းသူကလူကအများကြီးမဟုတ်8ယောက်တယ်ဒါသူတို့ကတော့ငလျင်နဲ့ပတ်သက်တဲ့ပညာရှင်တွေအတွေ့အကြုံလည်းများတဲ့ပုံကိုယ်တွေတကယ်နိုင်ငံတကာမှာရှာဖွေကယ်ဆယ်ရေးလုပ်အင်ဂျင်နီယာတွေရောဒီဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရော8ယောက်ပါတဲ့အဖွဲ့ရောက်လာတာပေါ့အဲ့ဒါကျွန်တော်တို့လည်းသတင်းရခြင်းရောက်တဲ့အဲ့အချိန်မှာပဲကျွန်တော်4ရက်မြောက်ဖြစ်နေပြီငလျင်လုပ်ပြီးတော့ဧပြီ1ရက်ဖြစ်နေဖြစ်တဲ့အတွက်လူ2ယောက်ပိတ်မိနေတယ်ဆိုတော့သတင်းရချက်ချင်းကျွန်တော်တို့လိုက်လာတယ်တူရီအဖွဲ့လည်းပါလာတော့တခါတည်းခေါ်ပြီးကျွန်တော်တို့ပြန်ရှာနိုင်မှုပူပေါင်းဆောင်ရတာပေါ့အဓိကတော့4ရက်မြောက်မှာအသက်ရှင်နိုင်မှုဆိုတာကျွန်တော်တို့ဒီကိုရန်ဟော်လို့ခေါ်တယ်82နာရီကျော်တဲ့အချိန်မှာကျွန်တော်တို့ကမျိုးလက်ချက်တော်တော်နည်းပါတယ်ဒါပေမဲ့တူရီဖွဲ့လည်းရောက်လာတဲ့ခါမှာကျွန်တော်တို့အားစီတော့သူတို့ကလည်းတူရီငလျင်မှာလည်းအတွေ့အကြုံရှိခဲ့ဘူးတော့ရအောင်စူးစမ်းမယ်ဆိုတဲ့ကြီးကျွန်တော်တို့ခုနဒီ6ထပ်ရှိတဲ့အဆောက်အဦက2ထပ်ကပြိုကျပြီးအောက်ပိတ်မိနေတယ်အဲ့2ထပ်အောက်မှာဖြစ်နေတဲ့ကျွန်တော်တို့ဆက်လက်ကို2ထပ်ကိုခဲဖောက်ရတာပေါ့နော်ဖောက်ပြီးတော့မှအဆောက်အဦကလည်းမူလနေရာထက်ကို15ပေလောက်အဆောက်အဦရှိရတော့ဒီရှေ့ကိုတွန်းလုံးလဲပြီးတော့ပြိုကျသွားတာပြိုကျသွားတဲ့အဆောက်အဦရဲ့နေရာရွေ့သွားတဲ့မူလသူတို့ရှိနိုင်တဲ့နေရာတွေကမှန်းမှုတော့ခက်ခဲပါတယ်တူရီကပါလာတဲ့သူတို့ဒီ structure engineer ရောသူတို့ပြည်သူကလည်းပါတယ်သူတို့ကျွမ်းကျင်သူတွေကျွန်တော်တို့ဖွဲ့နေပေါင်းပြီးတော့မှအဲရှိနေတဲ့ခံမှန်းရှိနေတဲ့နေရာတွေကိုကျွန်တော်တို့ရှာတဲ့ခါမှာနိုင်ပေါင်းဒီငယ်လို့ပြီးနိုင်ပေါင်း109နာရီမှာနိုင်လင်းထုံးဆိုတဲ့ကောင်လေးကိုတယောက်ကိုစရတွေ့တာပေါ့နော်တွေ့ပြီးကျွန်တော်ရအောင်ဆွဲထုတ်ပြီးည7နာရီကျော်သွားပြီနောက်တစ်ယောက်ရှိတဲ့ကနောက်တစ်ယောက်လည်းကျွန်တော်တောက်လျှောက်တညလုံးရှာတယ်အဲ့ချိန်မှာလည်းအမျိုးသားသဘာဝဘေးစီမံခန့်ခွဲကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကိုယ်တိုင်အဓိကရောက်လာပြီးတော့မှကျွန်တော်တို့ရှာဖွေကယ်ဆယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လိုအပ်တာတွေဖြည့်ဆည်းဆောင်ပေးပါတယ်ပြီးလို့ရှိရင်ကျွန်တော်ပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်လည်းရောက်ပြီးတော့မှတောက်လျှောက်ဖုန်းနဲ့နိုင်စင်မပြတ်ပေါ့နော်ကျွန်တော်တို့ဒီရှာဖွေကယ်ဆယ်လုပ်ငန်းတွေကိုတောက်လျှောက်ကြီးကြပ်တာဖြစ်ပါတယ်ကျွန်တော်မိသားစုဌာနညွှန်ကြားမှုချုပ်ကတော့ဒီမှာပဲရှိနေပြီးတော့မှနေပေးညပေးနဲ့ကျွန်တော်ဒီကလေးနှစ်ယောက်ကိုခက်ခဲတင်နိုင်ခဲ့တာပေါ့နော်ဒီတယောက်ကတော့နိုင်ပေါင်း120ကျော်9ရက်ကျော်ကြာမှကျွန်တော်တို့သက်ရှင်နိုင်မယ်လို့မမျှော်လင့်တော့ဘူးအဲ့ချိန်မှာကျွန်တော်တို့ဒီအသက်ရှင်ပြီးတော့ရရှိပြီးတော့မှကျန်းမာရေးဝန်ကြီးဌာနဆရာဝန်ကြီးတွေနဲ့ချက်ချင်းကျွန်တော်တို့လိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်ပြီးတော့မှအခုဆိုရင်ဒီကလေးနှစ်ယောက်ကကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့မူလအလုပ်တောင်ထမ်းဆောင်နေတယ်ဒီနေ့မှာပဲသူတို့6လပြည့်ငလျင်ထုတ်ခဲ့ပြီး6လပြည့်နေတယ်သူတို့ကကျွန်တော်မိသားစုဌာနကိုကျွန်တော်စာလေးပို့ပြီးတော့မှကူညီကယ်ဆယ်ခဲ့တဲ့အကြီးအကဲတွေရောမိသားတပ်ဖွဲ့ဝင်တွေကိုလည်းသူတို့ကျေးဇူးတင်တယ်ဆိုတာလေးနဲ့အခုလိုပွဲလေးလုပ်ပြီးတော့မှကျွန်တော်တို့လှုပ်ဖြစ်သွားတာပါခင်ဗျဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ဘာပဲကျွန်တော်တို့ကတော့ပြည်သူလူထုအတွက်မိသားတပ်ဖွဲ့ဆိုတာအကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်စူးစမ်းနေကြတာဖြစ်ပါတယ်ဒီကလေးကာလာတွင်းမှာကျွန်တော်တို့ကျွန်တော်တပ်ဖွဲ့အနေနဲ့တော့လူစွမ်းညံစွမ်းရှိသူတို့ကျွန်တော်စူးစမ်းပေးမယ်လိုအပ်ချက်အချို့လည်းချိနိုင်မှာတို့လည်းပဲတက်နိုင်သူစူးစမ်းဆောင်ရွက်ခဲ့တဲ့ပုံမှာအခုလိုကျွန်တော်တို့အသိမှတ်ပြုပေးတာလဲကျွန်တော်တို့အရန်ဝမ်းသာပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတော့အခုဆိုရင်အခုဒီငလျင်ကြီးရတာကျွန်တော်တို့အတွက်မမျှော်လင့်မဲနဲ့အကြီးဆုံးရင်ဆိုင်ခဲ့ရတဲ့အန်ဒီအေကြီးတစ်ခုဖြစ်ပါတယ်နောက်အနာဂတ်မှာလည်းအခုလိုအန်ဒီအေကြီးတွေကြောက်လာတဲ့ခါမှာကျွန်တော်ပြည်သူလူထုအတွင်းမှာဆုံးရှုံးအနည်းဆုံးဖြစ်ဖို့ကျွန်တော်ပြည်သူလူထုထိခိုက်နေတာကိုမဖြစ်စေဖို့အတွက်ကိုကျွန်တော်တို့တပ်ဖွဲ့အနေနဲ့တော့ဆက်စွမ်းလူစွမ်းစသဖြင့်ကျွန်တော် manpower equipment power technology ရဲ့ power ပေါ့နော် power 3ရပ်ကိုပြင်ဆင်ပြီးတော့မှနိုင်ငံတော်ကြီးကဲများရဲ့လမ်းညွှန်ချက်အတိုင်းကျွန်တော်တို့ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်သွားမယ်ဆိုတော့တင်ပြလိုပါတယ်ဗျာမြန်မာနိုင်ငံပြည်တော်ဌာနချုပ်ရှာဖွေကယ်ဆယ်ရေးထူးဘက်မှာတာဝန်ထမ်းဆောင်တဲ့ဦးစီးရာရှိပြည်ဖြိုးဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဧပြီလ1ရက်နေ့မှာနေ့လယ်12နာရီခွဲလောက်မှာဒီဟိုတယ်အေဂျင့်သားမှာလူ2ယောက်ပိတ်မိနေဆိုပြီးတော့ကျွန်တော်မိသားစုဌာနညွှန်ကြားမှုချုပ်ကကျွန်တော်တို့တာဝန်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ဖို့တာဝန်ပေးရခဲ့ပါတယ်ခင်ဗျကျွန်တော်တို့ညွှန်ကြားချက်ရချင်းပဲကျွန်တော်ဒီဟိုတယ်အေဂျင့်သားကိုကျွန်တော်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့စတင်ထွက်ခဲ့ပြီးတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစတင်ဆောင်ရွက်ခဲ့တာပေါ့ကျွန်တော်လုပ်ငန်းဆောင်ရွက်တဲ့အခါမှာပထမဆုံးအခက်အခဲတွေအများကြီးရှိခဲ့ပါတယ်ခင်ဗျအခက်အခဲဆိုတာကျွန်တော်ပထမဆုံးဒီအဆောက်အဦကြီးက6ထပ်အဆောက်အဦကြီးကအောက်ထပ်2ထပ်လုံးဝပြိုကျပျက်စီးနေတယ်ပြီးတော့အဆောက်အဦကြီးကရှေ့ကို15ပေလောက်ရွေ့ရှားသွားတယ်ပေါ့ပြီးတော့ကျွန်တော်တို့စတင်ဆောင်ရွက်ဖို့ဒီအဆောက်အဦရဲ့ drawing ကိုအရင်စဖတ်ခဲ့ပါခင်ဗျလူနာရှိနိုင်တဲ့သူတို့ခံမှန်းပြီးရှိနိုင်တဲ့နေရာတွေကျွန်တော်တို့အရင်ဆုံးဒီက
တာဝန်ရှိရတို့ရင်မေးမြန်းစုံစမ်းတဲ့တို့ရှာ information တွေအကုန်ရယူပြီးတော့မှနီးစပ်ဆုံးလူနာနဲ့နီးစပ်ဆုံးနေအောင်ကျွန်တော်စတင်ထွန်းဖောက်ပါတယ်ခင်ဗျကျွန်တော်တို့အခက်အခဲကတော့လူနာနဲ့ကျွန်တော်တို့အဆက်အသွယ်မရသေးတဲ့ကျွန်တော်တို့ရှာဖွေကစားလုပ်ငန်းတွေကိုပို့ပြီးကြံ့ညာသွားတာပေါ့အဆက်အသွယ်ရရင်တော့ဒီထက်ပို့ပြီးတော့မြန်မြန်ဆန်ဆန်ကျွန်တော်ကဲထုတ်နိုင်မှာပါခင်ဗျကျွန်တော်တို့ဒီခမန်းပြီးဖောက်တဲ့ကျွန်တော်တို့ဟိုလူနာရှိနိုင်မယ့်နေရာကိုခမန်းကြီးဖောက်ရဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်ကြံ့ကြာမှုရှိရပြီးတော့ဖောင်းရင်တော့ကျွန်တော်တို့တဲ့ဟိုအချိန်ကြာလာမှကျွန်တော်တို့လည်းပြင်ပန်းနေမှုဖြစ်တာပေါ့ခင်ဗျပြင်ပန်းနေဖြစ်ည9:00နာရီလောက်မှကျွန်တော်တို့ပထမဆုံး9:00နာရီလင်းစုရှိရနေပြီးတော့ကျွန်တော်တို့အတန်လေးစရတာပေါ့ဒီအတန်စရပြီးကျွန်တော်တို့ဟိုနေကင်း2 နာရီလောက်ခဲ့တဲ့ပြင်ပန်းမှုတွေကျွန်တော်ဘယ်ရောက်သွားမှမသိဘူးပေါ့သူ့ကိုအများဆုံးကဲထုတ်မယ်ဆိုတဲ့ပလန်ကိုကျွန်တော်တို့ခေါင်းထဲမှာပဲရှိလို့တာပေါ့ခင်ဗျအဲ့ဒါပြီးတော့မှဒီလူနာရှိကိုကျွန်တော်တို့ဖြစ်ဒုတိယထပ်ကိုဖောက်တယ်ပြီးပထမထပ်ကိုဖောက်တယ်ဖောက်ပြီးတော့မှလူနာရှိသွားလွန်ရှူသွားပြီးတော့မှအရင်ဆုံးသူကကျွန်တော်တို့ရှာဖွေကစားမှာဆိုတော့ကိုရန်အောင်ပါ82နာရီကျော်ရင်တော့ဒါလူနာစိုးရင်ရတဲ့အနေအထားဖြစ်သွားပြီဖြစ်တဲ့အတွက်သူတို့ကဲထုတ်တဲ့ခါမှာကျွန်တော်တို့ကသူ့စီကနေအရင်ဆုံးသူ့လက်ကိုရင်ရအောင်ဆွဲထုတ်ရခွင့်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သူ့စီကိုကျွန်တော်လိုအပ်တဲ့စေဝါကုသမှုခံယူလို့ရအောင်ဆိုပြီးတော့ဒီလက်ကလေးထွက်လာတော့မှသူ့ကိုတနေတာသူလုံးဝ stable ဖြစ်တော့မှကျွန်တော်တို့သူတယောက်လုံးထွက်လို့ရတဲ့အပေါက်ကိုဆက်ဖောက်ပြီးတော့မှကျွန်တော်တို့ည7:00နာရီခွဲလောက်မှာဒီ9:00နာရီလင်းထုံးကိုကျွန်တော်တို့မြန်မာနိုင်ငံပြည်ကျွန်တော်ရှာဖွေကစားထူပွဲတွေကျွန်တော်တူရကီနိုင်ငံကရှာဖွေကစားထူပွဲပူပေါင်းပြီးတော့ည7:00နာရီခွဲလောက်မှာအောင်မြင်နဲ့ကျွန်တော်တို့ကဲဆယ်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့လိုဒီလိုအတိမတ်ပြုပြီးတော့အရန်ဟိုပြုံးပြနိုင်အောင်ဝန်တာပီတိဆိုအခမ်းအနားတိုင်းမှာဆိုကျွန်တော်မျက်ရည်တော်ကြံ့ပတ်တယ်ဖြစ်မိပါရဲ့ပေါ့နော်သူတို့ဒီခုလိုကြမ်းကြမ်းမာနဲ့ဒီမှာဆက်လက်တာဝန်ထမ်းဆောင်နေမြင်ရတဲ့အတွက်ကိုကျွန်တော်ရန်ဝန်တာပီတိဖြစ်ရပါတယ်ခင်ဗျကျွန်တော်ဒီငလင်ဖြစ်စဉ်ကြီးကိုကျွန်တော်တို့ဟိုဥပမာယူပြီးတော့ပေါ့ကျွန်တော်ဆက်လက်မြန်မာနိုင်ငံမှာဒီလိုဘေးရနေဆက်မဖြစ်သွားလာရင်ကျွန်တော်တုတ်ပြန်ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံပြည်ဌာနချုပ်ရှာဖွေကစားရှာဖွေကစားဖွဲ့အတွက်ဆိုပြီးတော့ကျွန်တော်တို့မီဒီယာ user team ကိုကျွန်တော်တို့စတဲ့ content ပေါ်ဆောင်ရွက်လည်းရှိပါရခင်ဗျဒီလိုဒီမီဒီယာ live user တင်တာကျွန်တော်တို့အကောင့်တွေပေါ်ဆောင်ရွက်နိုင်ပြီဆိုရင်ကျွန်တော်တို့ဒီရှာဖွေကစားလုပ်ငန်းတွေပြည်သူတွေကိုပို့ပြီးတော့ဝန်ဆောင်မှုပေးသွားနိုင်မှာတော့ကျွန်တော်ယုံကြည်မိပါတယ်ခင်ဗျကျွန်တော်မြန်မာနိုင်ငံပြည်သက်အဖွဲ့ဌာနချုပ်ရှာဖွေကစားထူးဖွဲ့ကဦးစီးရရှိဦးကျော်စုံဝင်းပါခင်ဗျဟုတ်ဒီတရက်နေပေါ့နော်တရက်နေကျွန်တော်တို့ဒီကပထမဆုံးဒီကိုနိုင်လင်းထွန်းရဲ့ဒီနေရာကိုစပြီးတွေ့ပြီးဆိုသတင်းရတဲ့အချိန်မှာကျွန်တော်တို့ကဒီပထမတစ်ဖွဲ့ဆောင်ရွက်နေတာကိုကျွန်တော်တို့ကဒုတိယအဖွဲ့အနေနဲ့အားဖြည့်အနေနဲ့ထပ်ပြီးတော့ရောက်ရှိလာတာပေါ့နော်အဲ့တော့ဒီကိုနိုင်လင်းထွန်းကိုကယ်ဆယ်ပြီးတော့တဲ့အချိန်ကည12နာရီခွဲလောက်ဖြစ်မှာပေါ့နော်ခွဲလောက်ဖြစ်မှာပေါ့အဲ့အချိန်မှာဘာရှိလဲဆိုတော့ကိုထပ်မမောင်တယောက်ကဒီတယောက်ကြံသေးတယ်ပေါ့ကြံသေးတဲ့ခါမှာကျွန်တော်တို့ကသူနဲ့ဘာဆက်သွင်းမလဲမရဘူးနော်ဟိုအတန်လည်းမရဘူးတုံ့ပြန်မှုလည်းမရဘူးသူရဲ့ဒီနေရာကိုလည်းကျွန်တော်တို့တက်နိုင်တဲ့လောက်ရသမျှစုံစမ်းပြီးတော့ဒီတူရကီဖွဲ့တွေနဲ့ကျွန်တော်တို့ပူးပေါင်းပြီးရှာပြောမယ်ဆိုလို့ရှိရင်တညလုံးပေါက်ပဲပြောပါတော့ညလုံးပေါက်ကျွန်တော်တို့ရှာစူးစမ်းမရမနေအဓိကတော့ကျွန်တော်တို့ကသူ့ကိုလည်းကျွန်တော်အားမလျှော့ပဲနဲ့ရှာခဲ့တာလည်းကျွန်တော်တို့အနန္တတွေပိုင်းမရအဲ့တော့ဒီသူ့ကိုအသက်ရှင်နိုင်သေးတယ်လို့ကျွန်တော်တို့ကယူဆပြီးတော့ကြိုးစားပြီးတော့ရှာခင်ကြတယ်အဲ့တော့နောက်ဆုံးမနေ့9:20လောက်မှာသူနဲ့ကျွန်တော်တို့အတန်အဆက်အသွယ်ရပါတော့ဆက်သွယ်ရပြီးပြောမယ်ဆိုအဲ့ဒီနေရာကိုကျွန်တော်တို့တက်နိုင်ဆုံးအခက်အခဲတွေကြားနေပြီးတော့ကျွန်တော်ရောက်ရှိအောင်သွားခဲ့ပြီးတော့ကျွန်တော်အားပေးစကားတွေပြောပြီးတော့သူ့ကိုခက်ခဲတွေကြားရတဲ့အချက်တွေကြားရနေပြီးတော့ကျွန်တော်တို့ကူညီခဲ့စေခဲ့တာပါခင်ဗျဟုတ်ကျွန်တော်တို့အတိုင်းမသိအောင်ဝန်တာတာပေါ့ကိုဒီလူတယောက်ကိုအသက်ရှင်နေကျွန်တော်တို့ကူညီခဲ့စေတဲ့စိတ်ကဘာနဲ့မှမလင်းနိုင်ပါဘူးခင်ဗျအဲ့ဝန်တာပီတီဖြစ်မှုကလည်းအရင်ကကျွန်တော်တို့လိုက်လဲဝန်တာပါသူတို့အတွက်လည်းအရင်ကအသက်ရှင်ခဲ့တဲ့လဲဝန်တာကိုယူမိပါတယ်ခင်ဗျဟုတ်သူတို့လည်းဒီမှာလက်ရှိအခုဒီလိုခက်ခဲကြတဲ့ကြားနေအသက်ရှင်တာကိုဒီကျန်ရှိတဲ့ဘဝလေးမှာကောင်းကောင်းမွန်မွန်နဲ့ရှေ့ဆက်ပြီးတော့တိုးတက်အောင်မြင်သွားအောင်ဒီလိုအတွက်ကိုလည်းဆက်ပြီးတော့ရှောင်းလန်းသွားပါလို့ကျွန်တော်တို့မိသက်တစ်ဖွဲ့နေလည်းဆုမှုအောင်တောင်းပေးပါတယ်လို့ကျွန်တော်တို့လည်းရှေ့ဆက်ပြီးတော့ဒီလိုမိသက်တစ်ဖွဲ့ရဲ့ဒီဆောင်ရွက်ချက်တွေကိုဆက်လက်ပြီးတော့ကြိုးစားပြီးဆောင်ရွက်တော့ပါမယ်လို့ပြောကြလို့ပါကြဟိုတယ်အေဂျင့်တာဥရတီဟိုတယ်စုံနှစ်မှာ General Manager ရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင်ဒီနေ့ရဆိုရင်ညီမတို့ကငလင်ကြီးလှုပ်ခတ်ပြီးတဲ့ဟာက6လပြည့်ပေါ့နော်6လပြည့်တဲ့နေ့ဖြစ်ပါတယ်အဲ့ဒီနေ့လေးမှာပဲညီမတို့အတွက်ဒီဟိုဘယ်လိုပြောမလဲပြောလို့မရအောင်ပေါ့နော်ဝန်တာပီတီဖြစ်ရပါတယ်ဒီမြန်မာနိုင်ငံမိသက်တက်ဖွဲ့ရဲ့တက်ဖွဲ့ဝင်များကောညွှန်ချုပ်ကြီးနေတကွာပေါ့နော်တက်ဖွဲ့ဝင်တွေအကုန်လုံးကလာပြီးတော့ပဲ6လပြည့်လေးကိုညီမတို့ဟိုတယ်မှာပဲညီမတို့ကလေး2ယောက်နဲ့ပေါ့နော်အတူတူပဲလာပြီးတော့မှဖိတ်ပွဲလေးနဲ့ပေါ့နော်အဲ့လိုပေါ့ပါလေးပဲလာပြီးတော့ညီမတို့ကိုလုပ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟိုပြောရမယ်ဆိုညီမတို့ဆိုရင်
ဒီဖြိုဖျက်တဲ့အစာအုပ်ဖြိုဖျက်နေတဲ့လုပ်ငန်းစဉ်တွေလုပ်နေတဲ့အတွက်ကညီမတို့မှာဒီပြောရမယ်ဆိုရင်တော့ဟိုအလုပ်တွေကဟိုရှုပ်နေပြီဖြစ်နေတဲ့အတွက်ကဒီဘက်ကိုမလှည့်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့လို့ဒီမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ချုပ်ကနေပြီးညွှန်ချုပ်ကြီးကိုတိုင်ကဒီလိုမျိုးလေးသတိတရားလေးနဲ့6လပြည်လေးကိုလာပြီးတော့မှညီမတို့ဟိုတယ်လေးကိုသတိတရားလေးနဲ့ပြန်လာပြီးတော့မှအဲ့လိုမျိုးလေးလုပ်ပေးတဲ့အတွက်ကလည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ချင်တာကတော့လေညီမတို့ကိုပေါ့နော်ဒီမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ချုပ်ကြီးနဲ့ညီမတို့ဒီကလေးတွေကယ်ဆယ်ဖို့အတွက်ကိုစတင်ပြီးတော့မှဒီဆက်သွယ်ပေးတဲ့အန်ကယ်ဦးအောင်ဝင်းနဲ့ဒီနေရာကနေကျေးဇူးတင်ကားပြုပါတယ်။သမီးတို့ရဲ့ကလေးနှစ်ယောက်ရဲ့အသက်ကိုအန်ကယ်ရဲ့ဖုန်းတစ်ချက်လေးနဲ့သမီးတို့ဆက်သွယ်ပြီးတော့မှညွှန်ချုပ်ကြီးစီဖုန်းဆက်ပြီးတော့မှသူတို့အကူအညီတောင်းတယ်။တခါညွှန်ချုပ်ကြီးတို့ကလည်းမတိုင်းမစွာပဲနဲ့ချက်ချင်းပဲညီမတို့ဟိုတယ်ကိုရောက်ရှိလာတယ်ပေါ့နော်။ရောက်ရှိလာပြီးတော့ရောက်ရှိလာတဲ့အချိန်ကနေစပြီးတော့မှညီမတို့ကိုတိတ်မကြခင်ပါပဲတူရကီနိုင်ငံကဒီနိုင်ငံသားကကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီးတော့မှအတူတူတကွာပေါ့နော်ပူပေါင်းပြီးတော့မှညီမတို့ကို24နာရီအတွင်းမှာလုံးဝကိုမှလေတမီးတောင်မှ1နာရီ1စက္ကန့်တောင်မနာပဲမရက်မနာပဲနဲ့တောက်လျှောက်မရအောင်ပေါ့နော်ကလေးနှစ်ယောက်ရဲ့အသက်ကိုအချိန်နဲ့အမျှအရေးကြီးပြီးတော့မှသူတို့ကူညီပြီးတော့မှကဲထုတ်သွားတယ်ကဲထုတ်တဲ့ဟာမှာညီမတို့က2လွာပြိနေတာပေါ့နော်ညီမတို့6ထက်အစာဦးဖြစ်တယ်6ထက်ကိုမှ4လွာပဲကြံပြီး2လွာလုံးကပြားနေအောင်ဖြစ်သွားတဲ့တော့ကကြိလိုက်ရင်တော့လုံးဝကိုလူကရှင်နိုင်စရာအကြောင်းမရှိဘူးလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့ကလေး2ယောက်ကလည်းပဲအနံ့သက်လည်းမရဘူးဘာမှလည်းမဖြစ်ဘူးအဲ့လိုမျိုးလေးနောက်မေးလိုက်တဲ့အခါမှာလည်းအကုန်လုံးအသက်ရှင်နေလဲလို့ပဲဟိုသိရှိရတဲ့အတွက်ကညီမတို့ရဲ့အကုန်လုံးကပေါ့နော်အင်အားတရက်လည်းရှိတယ်ယုံလဲယုံကြည်ထားတယ်ညီမအနေနဲ့ရတယ်ညီမကလေး2ယောက်ကမရအောင်ကူညီကတင်ထုတ်မယ်နောက်ဆုံးမရတောင်မှပဲဓာတ်ပေါ်ကြီးရအောင်ထုတ်မယ်ဆိုရယ်စိတ်နဲ့ညီမကလေး2ယောက်မျက်နှာမြင်မှပဲညီမရမယ်အဲ့တွေ့ညီမကညီမရဲ့ဟိုတယ်ညီမတို့ရဲ့အုံနာအမမယူဇနာကိုဆက်သွယ်ပြီးတော့မှညီမတို့ပြောတယ်ညီမရဲ့တထေးချွတ်တဲ့အမမယူဇနာကဆိုရင်လည်းပဲညီမလိုအပ်သမျှအကုန်လုံးကိုနောက်ကနေပြီးပံ့ပိုးမှုထောက်ပံ့မှုအပြည့်နဲ့ပေါ့နော်ဒီကူညီတဲ့ကယ်ဆယ်တဲ့လိုအပ်သမျှအကုန်လိုအပ်ချက်တွေအကုန်လုံးညီမရဲ့တထေးပေါ့အဓိကကတော့ညီမရဲ့တထေးကတော့လိုအပ်ချက်မှန်သမျှကိုသူကအကုန်လုံးကိုနောက်ွယ်ရနေပြီးလိုအပ်သမျှထောက်ပံ့ပေးတယ်အဲ့ဒီအတွက်လေပဲညီမကကျေးဇူးအများကြီးတင်တော့ညီမရဲ့တထေးပေါ့နော်အမမိုင်းစနဲ့ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အန်ကယ်ဦးအောင်ဝင်းချိတ်ဆက်ပေးတယ်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ချုပ်တွေနဲ့ဒီတူရကီနိုင်ငံရောပြီးတော့ဗီယက်နမ်ကလည်းလာပြီးတော့လေသူနောက်နေ့မှလည်းကယ်တင်ပေးသွားတယ်ပေါ့နော်ကူညီပြီးတော့ပါဝင်ပူပေါင်းပြီးတော့ကယ်တင်ပေးကြပါတယ်ဝန်ထမ်းတစ်ယောက်ကလေစေယုံကဆင်းနေကိုကသူတို့ကဘာယောဂဘာသွေးထွက်တိုင်းဘာမှကိုမဖြစ်ခဲ့တာမဖြစ်ဖဲနဲ့ကိုမှစေယုံကဆင်းတာနဲ့ပဲကျမ်းမာပြီးတော့မှသူတို့တင်ငန်းလေးတွေစီးလိုက်တယ်တင်ငန်းလေးတွေစီးပြီးတော့မှဒီဟွာနေပြီးတော့မှတယောက်ကကျတော့ချောင်းသာပေါ့နော်ပသိမ်ချောင်းသာနေပြန်လာတယောက်ကဒီဘက်ကနေပြီးတော့မှအတူတူပဲပြန်ပြီးတော့သူတို့ကျမ်းမာရေးငကိုတွေကလည်းကောင်းကြတယ်ပေါ့နော်ထမမောင်လေးတယောက်ပဲသူကကျမ်းမာရေးကောင်းတယ်စေယုံကဆင်းနေကိုကဘာမှလည်းမဖြစ်ခဲ့ဘူးအဲ့တော့အခုချိန်ထိလည်းလူတယောက်ကကြမ်းမာနဲ့ပဲဘာမှကိုမဖြစ်ဖဲနဲ့ကိုပဲညီမတို့ရဲ့ဒီလုပ်ငန်းတာဝန်တွေနဲ့ပေါ့နော်အတူတူပြန်လဲတိဆောက်ရေးတွေအကုန်လုံးဒီဟိုတယ်ကိုပြန်လဲပြီးတော့မှလုပ်ဖို့အတွက်ကိုအခုပြန်လဲပြီးတော့မှအလုပ်ဝင်ရောက်နေပြီပေါ့နော်အတူတူလက်တွဲလုပ်ကိုင်နေကြပါပြီရှင်ကျွန်တော်နာမည်ကတော့မောင်ဖြစ်ပါတယ်ကျွန်တော်ဟိုတယ်ရန်တော်မှာပဲဟိုအလုပ်လုပ်နေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ငလင်းလောက်ခတ်ပြီးတော့ကျွန်တော်တို့ကယ်ဆယ်ရေးဖွဲ့နေကျွန်တော်တို့ဟို9ရက်6ရက်အဲ့လိုမျိုးကယ်ကြတာပေါ့ကယ်ပြီးတော့ထွက်ချင်းမှာပဲကျွန်တော်တို့ဈေးရုံကစောင့်ပြီးတော့ဈေးရုံသွားပို့ကြတယ်ဈေးရုံမှာရောက်တော့ဆရာမရလည်းကျွန်တော်တို့ဒီ view site ပြီးတော့တရားပြုစုကြရပါတော့ဆေးရုံမှာ10ရက်လောက်ကျွန်တော်တို့ကြာတော့ဆေးရုံပြန်ဆင်းရတယ်ပြန်ဆင်းပြီးကျွန်တော်တို့ရွာမယ်တလားလောက်နားပြီးတော့မှကျွန်တော်တို့ဟိုတယ်မှာလည်းလူကမရှိကျွန်တော်တို့2ယောက်ပဲအားကိုးရမယ်သူရှိရဆိုတော့ကျွန်တော်တို့ကဒီဟိုတယ်ကိုပြန်လာပြီးတော့ဝန်ထမ်းအနေနဲ့ပြန်ဆောင်ရတာပေါ့ဟုတ်ကျွန်တော်တို့အခုလိုမျိုးကယ်တယ်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဒီမီတာအဖွဲ့နဲ့ဒီအခြားနိုင်ငံကဗီယက်နမ်တူရကီနိုင်ငံကဒီကယ်တယ်ရေးအဖွဲ့အားလုံးလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်အဲ့လိုအလုံးနေနေပိတ်မိသွားတာသောက်ဆုံးကျွန်တော်အဲ့ဂန်းထိုးတာဆိုတော့တုတ်လို့ရှင်းမယ်ဒီဂန်းထိုးလို့အပေါ်လှုပ်တာလားပြီးတော့မှခဏမကြောက်ဘူးဒီစက္ကန့်ပိုင်းမှာပဲဒီလေကားပေါ်ကနေကျွန်တော်2ယောက်လုံးပြုတ်ကျသွားတယ်ပြုတ်ကျသွားပြီးကျွန်တော်တို့ထားလို့မရတော့အဲ့လိုပေါ်ကနေတခါလေးပြီးသွားဖြစ်ရှင်းမှာကျွန်တော်တို့လန့်သွားပြီးတော့ဒီဖုံလုံးတွေဝင်အတက်ကရှူလို့တိတ်မရပြီးငြိမ်သွားတဲ့ချိန်မှာပဲကျွန်တော်တို့အသက်ပြန်ရှူလို့ရစိတ်ကိုငြိမ်အောင်ထားပြီးတော့ဒီဟိုတယ်ကအမားတို့ရှိရဆိုတော့ကျွန်တော်တို့သူတို့ဟိုရှိရင်တော့ကျွန်တော်တို့ကယ်မှာပဲဆိုတဲ့အားနဲ့ဒီအာတင်ပြီးတော့အောက်မှာပဲနေခဲ့ရတာပေါ့ကျမကြီးလည်းကောင်းလာပြီဒီတာဝန်တွေလည်းပြန်ဆောင်နိုင်နေဆိုတော့ဒီနောက်ထပ်လိုအပ်လို့ရှင်တဲ့ဒီကူညီကယ်ဆယ်ပြီးတဲ့သူတွေလိုအပ်ရင်လည်းကျွန်တော်တို့ပြန်ခေါ်ပြီးကျွန်တော်တို့လိုအပ်တဲ့နေရာမှာကျွန်တော်တို့ပြန်ပြီးတော့ဒီဟိုသူတို့ပြန်ကူညီသွားပါမယ်လို့ပြောချင်တဲ့ဒီကိုချွတ်ချင်ပါတယ်
ဟုတ်ပြီပါနော်နောက်တစ်ယောက်တစ်ချက်ကောင်းတော့ကြားတယ်ဒီနေ့ကမှလည်းတော့ပြီပါโอเคဒီနေ့မောင်လေးမောင်လေးကဒီမှာရောက်နေပြီပြီးကမောင်လေးမောင်လေးအကြီးရောက်နေပြီနော်အတင်းထားကလေးအတင်းထားSilence, please. Come on, Mom. ငယ်လေးလောက်တဲ့ချိန်ကမင်းကအိမ်သားနားမလားဒီကားနားမလားဒါမှမဟုတ်အခြားနေရာမလားကြားလားဟမ်ဂန္ဒီကဇွဲကုတ်ထဲမှာလားဇွဲကုတ်နေနားမှာအဲ့ဇွဲကမင်းနားမှာရှိလားအေးဟုတ်ပြီဒီနေ့ကိုကြီးတော့ပုံပြီးတော့နီးလာလားနီးလာလားဒီမီးအောင်မြန်မြင်ရလားမြင်အောင်နော်ဘယ်လိုလဲဘယ်နဲ့နားမလာပါဘူးဒီနေ့ဘယ်နဲ့နားလေးမှာကတ်နေရလား